ဂျိုဝိုင်းတွင်းကနေမကြာမီနာယူတော်မဲ့ဝယ်တာဝိတ်ချန်ပီယံအစ္စလမ်မာကာချက်ဝယ်တာဝိတ်တန်းချန်ပီယံအစ္စလမ်မာကာချက်ဟာတိတ်မကြာမီကာလာတွင်းမှာဂျိုဝိုင်းတွင်းကနေနာယူသွားဖို့ရှိနေတာပါသူနာယူမဲ့တဲလွန်စားတချို့ကသူ့ရဲ့ပြောကြားချက်တွေနဲ့အတိုင်းဝိုင်းတွင်းကနေပေါ်ထွက်လာတာဖြစ်ပါတယ်။ရင်လာပိုင်းတုန်းကမာကာချက်ရဲ့မိခင်ဖြစ်သူကသူ့ကိုဂျိုဝိုင်းတွင်းကနေနားစီချင်နေပြီလို့ဒီနေ့ထွက်ပေါ်ခဲ့တာပါ။မိခင်ဖြစ်သူရဲ့ဆန္ဒအတိုင်းပဲနာယူဖို့အတွက်တိုက်တွန်းမှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဒါဂစ္စတန်အတိုင်းဝိုင်းကလည်းသူ့ကိုနာယူဖို့အတွက်စကားနာထိုးပြောဆိုမှုတွေရှိနေတာပါ။ကာဘိနက်မှာကိုမီဒေါ့ဖ်တုံးကလည်းမိခင်ဖြစ်သူရဲ့စကားကိုနားထောင်ပြီးတော့ကစားပေါ်ကနေအချိန်စောအနာယူသွားခဲ့တာပါ။ခါဘီလိုပဲမာကာချက်ကလည်းမိခင်ရဲ့စကားကိုနားထောင်ပြီးတော့အနာယူသွားမဲ့အနေအထားမှာရှိနေတာပါ။မိခင်ဖြစ်သူရဲ့စိုးရိမ်မှုနဲ့မြေတားတရားကြောင့်မာကာချက်အနေနဲ့ဒီဆုံးဖြတ်ချက်ကိုချမှတ်ရတော့မှာဖြစ်ပါတယ်။ဒါဂစ္စတန်ဖိုက်တာတွေကြားမိခင်ရဲ့စကားကအလွန်ရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်။အဲဒါကြောင့်မိခင်စကားကိုလွန်ဆန်ဖို့အတွက်မာကာချက်အတွက်ခက်ခဲပါလိမ့်မယ်။ဒီပြင်ဂျက်စတာလင်းယုံကြီးခါဘိနက်မှာကိုမီဒေါ့ဖ်ရဲ့ပြောကြားချက်အရသူ့ရဲ့စကားတွေကလည်းလွန်ရေးပါနေတာဖြစ်ပါတယ်။ခါဘီကမာကာချက်ကိုအသက်35နှစ်ဝန်းကျင်မှာနာယူစေခြင်းတဲ့အကြောင်းထုတ်ဖော်ပြောဆိုထားတာပါ။ခါဘီဟာဒါဂစ္စတန်ကစားမသစ်တွေပေါ်မှာလွှမ်းမိုးနိုင်စွမ်းအပြည့်အဝရှိသူဖြစ်ပါတယ်။ဆရာတဦးလိုလေးစားသူဖြစ်တာကြောင့်သူ့ရဲ့ကြံပြုချက်ကိုမာကာချက်လက်ခံသွားဖို့ရှိပါတယ်။မာကာချက်ဟာခါဘီရဲ့လမ်းညွှန်မှုကိုအမြဲတမ်းဦးစားပေးလိုက်နာခဲ့သူလည်းဖြစ်တာပါ။အီယန်ဂရီနဲ့ပွဲစဉ်ပြီးမှမာကာချက်ရဲ့ကစားမဘဝအဆုံးသက်သွားနိုင်ကြီးကအလုံးကိုမြင်မာနေတာဖြစ်ပါတယ်။နိုင်ရလက်နဲ့တူအမြင့်ဆုံးနေရာကနေနိုင်သွားဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။မိခင်ဖြစ်သူရဲ့စကားသံနဲ့စီနီယာနီးပြခါဘီရဲ့တိုက်တွန်းမှုတွေကအဓိကအကြောင်းရင်းဖြစ်တာပါ။ဒီဘက်မှာနိုင်ရရှိခဲ့မယ်ဆိုရင်မာကာချက်ကသူ့ရဲ့ချန်ပီယံကပတ်ကိုထိန်းသိမ်းနဲ့အနားယူသွားမှာဖြစ်ပါတယ်။နိုင်ဖို့ဆုံးဖြတ်ချက်ဟာသူ့ရဲ့ကစားမဘဝအတွက်အကောင်းဆုံးလမ်းကြောင်းဖြစ်လာပါလိမ့်မယ်။မိခင်ဖြစ်သူရဲ့စိုးရိမ်မှုကမာကာချက်တွေကတော့စိတ်ပိုင်းဆိုင်ရာဖိအားတစ်ခုဖြစ်လာခဲ့တာပါ။အိမ်မက်တွေကိုကောင်တယ်ပေါ်ပြီးချိန်မှာမိခင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်ပြင်ဆင်လာတာပါ။ဂျိုဝိုင်းတွင်းတရားရရှိမှုတွေနဲ့စိန်ခေါ်မှုတွေကိုမိခင်ဖြစ်သူကမမြင်ကျင်တော့တာဖြစ်ပါတယ်။ခါဘီနာယူခဲ့စဉ်ကလိုပဲမာကာချက်ကလည်းမိသားစုကိုဦးစားပေးတော့မှာပါ။မိခင်ဖြစ်သူရဲ့မြေတားအကြောင်းမာကာချက်ရဲ့နာယူမဲ့အချိန်စရာကပုံမနီးကပ်လာခဲ့ရတာဖြစ်ပါတယ်။နမကိုမီဒေါ့ဖ်ရဲ့အတွေ့အကြုံနဲ့လမ်းညွှန်မှုတွေကမာကာချက်အတွက်အမြဲတမ်းမှန်ကန်ခဲ့တာပါ။အသက်35နှစ်ဆိုတာကဖိုက်တာတယောက်အတွက်အနာယူဖို့အတွက်တင့်တော်တဲ့ရွယ်ဖြစ်ကြောင်းခါဘီကယူဆထားတာဖြစ်ပါတယ်။ကစားမောဘထိပ်ဆုံးမှာရှိနေစဉ်မှာအနာယူတာကဂုဏ်သိက္ခာရှိတဲ့လုပ်ရတစ်ခုလည်းဖြစ်ပါတယ်။ခါဘီရဲ့တိုက်တွန်းမှုကြောင့်မာကာချက်အနေနဲ့ဆုံးဖြတ်ချက်ချပုံမလဲကူသွားပါလိမ့်မယ်။စီနီယာဖြစ်သူရဲ့စကားကိုလေးစားသောအဖြစ်မာကာချက်လက်ခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။အီရန်ဂရီနဲ့ရှင်မန်မဲ့ပွဲစဉ်ကမာကာချက်တွေကတော့နောက်ဆုံးစိန်ခေါ်မှုဖြစ်လာနေပါပြီ။ဒီပွဲစဉ်အတွက်ပြင်းထန်လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိနေတာပါ။ပြမဲ့ကိုနိုင်ယူပြီးတော့အထက်စီးကနေကစားမဘဝကိုဆုံးသက်ချင်နေတာဖြစ်ပါတယ်။ဝယ်ရဝိတ်တန်းမှာသူ့ရဲ့ဘရင်တစ်ပါးစံချိန်ကိုဆက်လက်ပြီးတော့ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။နိုင်ရလက်နဲ့တူစာချုပ်ကိုဆုံးသက်ပြီးတော့ဂျိုဝိုင်းကိုနှုတ်ဆက်သွားဖို့အတွက်တေချာသလောက်ရှိနေပါတယ်ခင်ဗျာ။အချောပြင်းဆိုရမယ်ဆိုရင်တော့မာကာချက်ရဲ့နာယူမှုကအကြောင်းရင်းတစ်ခုပေါ်မှာအခြေခံနေတာဖြစ်ပါတယ်။မာတာမီခင်ရဲ့စိုးရိမ်မြစ်တာနဲ့စီနီယာလေ့ကျင့်ပေါ်ခါဘီရဲ့လမ်းညွှန်ချက်တွေကြောင့်ဒီကိစ္စကိုတွန်းအားဖြစ်စေတာဖြစ်ပါတယ်။ဒီနေ့ချက်စလုံးဟာမာကာချက်တွေကတော့လွန်ဆန်မှုမဖြစ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။အီယန်ဂရီကိုနိုင်ရရှိခဲ့မယ်ဆိုရင်မာကာချက်ကဂျိုဝိုင်းကနေတရားဝင်နာယူသွားတော့မှာဖြစ်ပါတယ်။ထိပ်သီးဖိုက်တာတူရဲ့နောက်ဆုံးခီးစဉ်ဟာနီးကပ်လာပြီဖြစ်ပါတယ်ခင်ဗျာ။